တော့ကျွန်တော်ရဲ့ဝစ်ဗီဒီယိုဒီမှာဒါဟာလီတွေဒါအကုန်လုံးဟာလီတွေဒီမှာဒီရှေ့မှာဒါရှေ့မှာတစ်ထပ်နောက်မှာနှစ်ထပ်ရှိသေးတယ်အဲ့ရဲ့နောက်မှာနှစ်ထပ်ရှိတယ်အဲ့ဒီနောက်မှာအများကြီးပဲတခါတော့အင်ဂျင်ရှင်းကထုတ်ရပြီးတော့မလွယ်လို့ဒီကောင်ကလည်းဟာလီနဲ့ဒီကောင် H Afreshino ဟာလို့နော် AC တွေအဲ့တော့ဘယ်ဘေးရတော့ကျွန်တော်လူရသည်အတွက်စွတ်ကြည့်တယ်ဒီအောက်ကတော့အိမ်နေရင်ပေါ့နော်အဲ့ဒါဒီဘက်ကတော့ကျွန်တော် American USA T-shirt band တွေပေါ့နော် music band တွေရှိမယ်ကျွန်တော်တို့ဒီကတွန်းရုပ်တွေရှိမယ်တရေဘာညာရှိမယ်ခွေးဘလူးဘာညာရှိမယ် liquid blue ဘာညာရှိမယ်ဒါလုံးဝအကုန်လုံး USA T-shirt တွေပေါ့ကျွန်တော်ဘယ်လိုဝယ်မှန်းကိုမသိမဝယ်ဘဲနဲ့ဝယ်စုမိနေတာလေးတွေဒါကျွန်တော်ရဲ့ဝက်ဗီဒီယိုအဲဒီနော်ဒီဘက်ကအလုံးဝ USA music band တွေရှိမယ်ရုပ် T-shirt ရှိမယ်ခွေးဘလူးဘာညာရှိမယ် liquid blue ဘာညာရှိမယ်ဒီဘက်ဗီဒီယိုကတော့ဒီပေါ်မှာဒါဟာလီတွေအဲ့ဒီနောက်မှာနှစ်ထပ်ရှိတယ်ဟာလီတွေဒီအောက်မှာလေဟာလီနဲ့ဒီကောင် AC တို့ Afreshin တို့ဘာလို့သူကမရှိပဲဒီအောက်ကဒါကျွန်တော်ရဲ့အနှွေးတယ်ဒီပေါ့စောင်းရသည်ကိုပေါ့ကျွန်တော်အနှွေးတယ်လေးပေါ့ဆိုတော့တေးဂျက်ကင်းနေရှိမယ်ကျွန်တော်အာမီအမေရိကန်အာမီလေးတွေမကွဖြစ်ပါဘူးစုတိတ်ထားတာဒီဗီဒီယိုကတော့ကျွန်တော်ရဲ့ဒီဗီဒီယိုကချင်းမောင်းမီ USA ချင်းမောင်းမီဒီကောင်ဘာတွေရှိမလဲဆိုဒီကောင်ကဒီမှာဝင်းကလာတွေရှိမယ်ဒီနောက်မှာတော့ပေါ့2တန်း3 4တန်း5တန်းလောက်ရှိမယ်ဒီနောက်မှာသူကဝင်းကလာတို့ Levi တို့ Ali တို့အဲ့ဒီ3မျိုးပဲဝတ်တယ်လောလောဆယ်gas လဲတော့ကြာနေခု gas GAV ရှိမယ် GUESS gas ရှိမယ် USA made ပေါ့နော်လက်ရှိကိုပြနေတာလေးတွေဒါလေးတွေတော့ကျွန်တော်ခပ်ပတ်ကလေးတွေပေါ့ခပ်ပတ်ကလေးဘာလို့ဟာလီနော်ဟာလီဒီမှာခေါင်းရောဟာလီဒီကောင်ပတ်လဲဟာလီတာသိဟာလီခပ်ပတ်လေးပေါ့ဒီကောင်ကတော့အမှန်တော်မိုက်တယ်ကန်ဖီခပ်ပတ်ဒါကျွန်တော်ကန်ဖီခပ်ပတ်နော်ဒီဘက်ကတော့ဟာလီကိုကန်ဖီခပ်ပတ်ဟာလီကိုခေါင်းကန်ဖီခပ်ပတ်နော်ပတ်လေထိုင်းသီးဒီကောင်ကတော့ဟာလီကိုတော့ပြောင်းဟာလီခပ်ပတ်ကိုတော့ပြောင်းဒီကောင်ကတော့ကျွန်တော်ဟိုးဝင်နေတဲ့ဒါဝတ်ဖြစ်ပြီးတော့ဝတ်နေလက်ရှိ